有价回去了。有些给安排的。Okay, အားလုံးမင်္ဂလာပါခင်ဗျအခုဒါဘန်ကောက်ဟိုပတူနန်းမှာငလင်လှုပ်သွားတဲ့အခြေအနေပါငလင်လှုပ်တဲ့အခြေအနေကတော်တော်လေးကိုဆိုးပါတယ်နော်တနာရီ29မိနစ်ကငလင်လှုပ်ပြီးတော့ဒီလက်ဒီနန် shopping mall အပေါ်ဒီမှာဆိုလို့ရှိရင်လည်းဟိုအားလုံးကရိတ်ထိုးနေပြီးတော့ဗောနော်အခုဆိုရင်လမ်းမပေါ်ကိုလူတွေထွက်ပြီးတော့ပြေးလာပြီးတော့ငလင်လွတ်ရကိုရှောင်တဲ့အနေအထားကိုတွေ့နေရပါတယ်ခင်ဗျမင်းတို့ဟိုလိုလာပါมาส่งแล้วตอนนี้โอ้เด็กดูฮะทุกคนจบได้อะ
ကြီးရှိမှတယ်နော်ဘယ်လိုလုပ်ကြမလဲဟာဒီလောက်တာလည်းတအားချမ်းတယ်ဘယ်အောင်လဲပြောရမှာလဲဒီမှာဒီအများကြီးပဲယူတယ်အောင်လဲပြောရတယ်ဟာကျွန်တော်ကလည်းဒီအများကြီးဒီထန်တော့ဒီကဒီဘက်တကြောလုံးပြုတ်သွားတာMP မှာအောင်ပွဲမှာအမခံပြရတာဒီလိုရှေ့ကျဲပါလေဘယ်တော့လဲရကောင်းပြလက်ရှိပါဖြစ်သွားတာအောင်ဆိုကြည့်လိုက်ပါဦးပုံပုံဖြစ်သွားပါဘူးဆိုတော့လေငလျင်ကလေဒီလားအပေါ်အောက်ကြီးလူကိုမြောက်သွားတာအပေါ်အောက်ကြီးကိုလူကိုမြောက်တာလူကိုမြောက်ပြီးတော့ဒါအိုတိုင်းနဲ့ကျိုးကုန်ပြီနော်အပေါ်အောက်လူကိုမြောက်တာရမ်းတာမဟုတ်ဘူးသိလားငလျင်ကလေအပေါ်အောက်ကြီးကိုအကံဖေးကအိုတိုင်းကိုသွားတယ်နော်ပုံမှန်မှာအိုတိုင်းကိုပုံနေတယ်ညခုံးချင်းအားကြတော့ကြီးတော်ပြူသွားတယ်ကိုကျိုးသွားတယ်အောက်ပိုင်းတော့ကြောက်စရာဖြစ်တယ်ဒီဘုံညင်ကြောင့်ဒီဘုံညင်ကစိတ်ကူးတော့ဝဲသွားတယ်ဖះတစုပြိုတယ်ဖះတစုပြိုတယ်ဘုရားကဖះတစုပြိုတယ်ဘက်ကတကုန်းနိုင်ပြိုတယ်မဟုတ်ဘူးပုံတိုင်းလေးပြိုတယ်ဒီမှာကွင်းကြီးရှိတယ်အဲ့ဒါပြောရအောင်ဘုရားပြိုလာနေရလေဘုန်းကြီးဘုံလုံးနားကားတော့မှာပေါ့ဟိုမှာတကုန်းနိုင်ပြိုတယ်ဒီဓမ္မယုံကလုံးဝအကွဲသွားတယ်သူတို့ကကြွေးတဲ့မိဓမ္မရောလုံးဝအကွဲသွားတယ်။ဒါရှေ့ကအကုန်ပြိုတယ်။ရှင်သကြီးပြိုသေးတယ်။ရှင်သကဘာလဲ။ဟောဒီကဒီကိုတွန့်သွားတာဖះရဲ့စိတ်ကူးတော့ဒီကိုတွန့်သွားတာ။ဟုတ်တယ်မလား။ဟမ်ဖះရဲ့ဒီကဒီကိုတွန့်သွားမဟုတ်လား။မဟုတ်ဒီဘောကကြာနေပြီ။ဒီဘောကကြာ။တောက်စားကောင်းတယ်နော်တကယ်တစ်ခါမှမကြုံဘူးတက်45နှစ်အတွင်းမအော်ပြီးတော့လာတာတချမ်းပဲသွားပြီတင်းရလဲဟိုတောင်းပဲတချမ်းလဲဘက်ကအကုန်လာသွားတာ
တိုက်ပါပြိုသွားပြီဗျာတိုက်ပါပြိုသွားပြီ